Merry Christmas ပါဖျက်ကေစီကငိမ့်သက်ချင်းဝမ်းမြောက်ခြင်းနဲ့ပြည့်ဝတဲ့ Christmas ကလေးဖြစ်ပါစေနော်ကဲဒီတစ်ခေါက်မှာကောစူပါစာအုပ်ကမမဆိုင်ကြတို့ကိုဘလို့စွတ်စားကနေစီခေါ်သွားမလဲဆိုတော့မသိချင်ကြဘူးလားဗီဒီယိုလေးကိုမြင်မြန်လေးပဲကြည့်လိုက်ရအောင်စူပါစာအုပ်ကမောင်တက်တို့ကိုရှစ်နှစ်ပေါင်း2000ကျော်မှရှိတယ်ဟေရုမင်းကြီးရဲ့နန်းတော်ကိုခေါ်ဆောင်သွားတယ်သူတို့ရောက်သွားတဲ့အချိန်ဟေရုမင်းကြီးစီကိုအရှိအယက်ကပညာရှိတို့ကယခုမွေးဖွားလာတဲ့ယူဒရှင်ဘုရင်ကိုဖူးမြော်ဖို့ရလာရောက်မေးမြန်းတဲ့အချိန်ပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာဟေရုနန်းတော်မှာဘယ်ယူဒရှင်ဘုရင်မှမွေးဖွားခြင်းမရှိဘူးဘလို့ပဲဖြစ်ဖြစ်နှစ်အောက်ယောက်ျားလေးတွေကိုအကုန်ရအောင်ဖမ်းစမ်းငါစိုးစံချိန်မှာငါထီးနှန်းကိုလူမဲ့ဘယ်ကလေးမှငါနိုင်ငံမှာမွေးစီအဲ့ဒီတော့ဟေရိုမင်းကြီးကသူရှိနေတဲ့အချိန်ဘယ်ယူဒရှင်ဘုရင်မှမမွေးဖွားနိုင်အောင်နှစ်အောက်ကလေးအကုန်လုံးကိုဖမ်းဆီးဖို့အမိန့်ထုတ်လိုက်တယ်အဲ့ဒီချိန်မှာစူပါစာအုပ်ကမောင်တက်တို့ကိုဘက်လင်မြို့ကိုသွားနေတဲ့မာရီနဲ့ယောသက်စီကိုပို့လိုက်တယ်မာရီလေးကကိုဝင်ဆောင်ထားရတဲ့အတွက်နေရာထိုင်ခင်းတစ်ခုကိုနေထိုင်ဖို့အတွက်လိုအပ်နေတာပေါ့အဲ့လိုနဲ့သူတို့ဘက်လင်မြို့ကိုရောက်သွားတဲ့အချိန်ဘက်လင်မြို့မှာဘယ်တဲခိုကနေရာလုံးမှမရှိတော့ဘူးမာရီကလည်းကိုဝေအရစ်အမာနဲ့မို့အမိုးအကာရှိတဲ့နေရာတစ်ခုကိုရရှိရန်အတွက်ယောသက်လေးကလိုက်ရှာမေးမြန်းနေတော့တာပေါ့အဲ့လိုနဲ့တခုဒီတော့နေရာအလွတ်ဖြစ်တဲ့အမိုးအကာရှိတဲ့နွားတင်းကုတ်လေးတစ်ခုကိုရရှိခဲ့တယ်အဲ့ဒီညမှာမာရီကကလေးလေးကိုနွားတင်းကုတ်မှာမွေးဖွားခဲ့တယ်အဲ့ဒီကလေးလေးကဟေရုမင်းကြီးတိချင်နေတဲ့တလောကလုံးကိုကယ်တင်ဖို့စင်းကြွလာတဲ့ဖျားရဲ့သားတော်ယူဒရှင်ဘုရင်သခင်ယေရှုပဲဖြစ်တယ်အဲ့ဒီတည်င်းကောင်းကိုကောင်းကင်တမန်တို့ကတောအရက်မှာရှိတဲ့တိုးထိန်တို့ကိုပြောပြခဲ့တဲ့အတွက်တိုးထိန်တို့ကလည်းသခင်ယေရှုကိုဖူးမြော်ရန်နွားတင်းကုတ်စီရောက်လာခဲ့ကြတယ်အရှိအရက်ကပညာရှိတို့ကလည်းကြဲကြီးရဲ့လမ်းပြမှုကြောင့်သခင်ယေရှုကိုဖူးမြော်ဖို့ရန်ရောက်လာကြတယ်အဲ့ဒီညမှာတလောကလုံးကိုကယ်တင်ဖို့ရန်ဖျားသခင်ပေးတဲ့အကောင်းဆုံးလက်ဆောင်ကိုရရှိခဲ့ကြတယ်အဲ့ဒီအချိန်မှာတော့စူပါစာအုပ်ကမောင်တစ်တို့ကိုအိမ်ပြန်ခေါ်ခဲ့တော့တာပေါ့ကဲသားမမီးတို့ရေမမဆိုင်ကြတို့လူသားတွေအားလုံးကိုဖျားသခင်ကအရန်ချစ်တယ်နော်သူဘယ်လောက်ထိချစ်လဲဆိုရင်သူရဲ့တပားရောတားတော့ကိုမမဆိုင်ကြတို့အားလုံးအတွက်လက်ဆောင်အဖြစ်ပေးရတော့တဲ့အထီကိုချစ်တယ်နော်အဲ့ဒီတမိုးပြမြတဲ့လက်ဆောင်ကိုမမဆိုင်ကြတို့ကသူများတွေကိုပြောပြတာနဲ့ဖျားသခင်ကအလိုရှိတယ်အဲ့ဒါကြောင့်ကိုရရှိထားတဲ့တမိုးပြမြတဲ့လက်ဆောင်တွေကိုသူများတွေကိုပြောပြလိုက်နော်အားလုံးပဲ bye bye